大家就嘛靠得这样呢，弄我不能熬那水，熬那么难呢。大家这罗不，那从冬天呢，冬天里呀5月，啥嘛，到月话嘞，到卡里冬天到月嘞。တရားရောက်ကတော့4ရက်တအုပ်ရတယ်တရားရောက်ကတော့5ရက်တအုပ်တရားရောက်ကတော့9ရက်တအုပ်ပေါ့နော်ဒါကလုံးဝအောက်နေဆွဲလို့ပြောတဲ့ဟာလက်လီတအုပ်ချင်းစီကိုတသိန်းခွဲနဲ့ရောင်းပေးတဲ့ဟာအပွေဝမ်းစမကြိုက်ဘူးကွင်းမရဘူးလားဆိုရတယ်ဒီလိုအောက်နောက်ဆွဲရကြတော့ကွင်းပဲလို့ရှင်နေဆိုရင်1000ပဲရော့မယ်ဒီတသိန်းခွဲတန်ထဲရဆိုရင်တော့နော်ဒါကဝမ်းဆက်ကိုတသိန်းခွဲနဲ့ရောင်းပေးနေတဲ့ဟာဆိုတော့ဒီကြလို့ရှိရင်ဒီမှာဒါဆိုရင်စိန်လိတ်တပတ်ပါထဲကပေါ့နော်ဒါလေးဆိုရင်လည်းနှစ်တအတိုင်းမို့ချစ်ပူလေးနဲ့ခက်ပေးထားတယ်တပတ်အပါဝမ်းဆက်အုပ်ဒါလေးကကျတော့လက်လီတအုပ်ချင်းစီကို4သိန်းခွဲနဲ့ရောင်းပေးတဲ့ဟာအပွေအဲ့ဆိုရင်တပတ်ကအင်ဂျီစာကောမယူကွင်းပဲခတ်ပြီးလို့မရဘူးလားဆိုရင်တော့တိတခက်ခိုင်းမဲ့ဆိုရင်တော့ရတယ်ဒါပေမဲ့ဘုတို့ကတော့ထုံးစံတိုင်းကတော့1 set တွေပဲခတ်တယ်ပေါ့နော်1 set ကိုတစ်ပတ်အပါ1 set တရားဆိုရင်အုပ်ကြီးပေါ့နော်ဒါဆိုရင်ဒီအုပ်ကြီးကိုဆိုရင်ဘုတို့အနည်းဆုံး10ရက်နဲ့12ရက်14ရက်ဝင်ချိန်ခတ်တယ်အခုပူလာပြီဆိုတော့ပို့ပြီးတော့ကြာလိမ့်မယ်ကိုကတကယ်လို့ကွင်းပဲလိုချင်တယ်ဆိုရင်ဒီ4သိန်းခွဲတန်ကိုတစ်ပတ်ကောအင်ဂျီစာကိုမပါဘဲနဲ့ကွင်းပဲလိုချင်တယ်ဆိုရင်ဒါ4သိန်းခွဲတန်က4သိန်းနဲ့ရပါမယ်တပတ်မပါဘူးအင်ဂျီစာမပါဘူးဆိုရင်4သိန်းခွဲတန်က4သိန်းနဲ့ရမယ်နော်1 set တပတ်ပါ1 set အုပ်ကတော့ပုံမှန်ဒါ4သိန်းခွဲနဲ့ရောင်းနေဟာတချို့ကရှိရလေနော်1 set မကြိုက်ဘူးကွင်းတွေမခတ်ဘူးလားဆိုရင်ခတ်ခိုင်းခတ်တယ်အများစုကတော့ဘုတို့ကတော့1 set ပဲခတ်နေကြဆိုတော့လေနော်1 set တွေပဲခတ်တယ်တီတန် customize လာမှာပဲဘုတို့ကိုကကွင်းပဲကြိုက်တယ်တပတ်တွေကိုအင်ဂျီစာတွေကမယူတခြားစာတွေရှိရင်ကွင်းပဲလိုချင်လို့ဆိုရင်ရတယ်နော်ဒီ4သိန်းခွဲတန်ဆိုရင်4သိန်းနဲ့ရမယ်တပတ်စာကိုအင်ဂျီစာကိုမပါဘဲနဲ့ကွင်းပဲဆိုရင်4သိန်းနဲ့ရမယ်4သိန်းခွဲတန်အောင်ပေါ့နော်အဲ့လိုရှိရဒါဆိုရင်ခရီးမင်းကိုတီးပေါ်မှာအဖြူခတ်ပေးတာဟိုအခုနောက်ဟာကျတော့မင်းကိုတီးပေါ်မှာပန်းခရံဒါကျတော့မင်းကိုတီးခံပေါ်မှာအဖြူခတ်ပေးထားတာဒါဆိုရင်3သိန်းတန်လေးခရီးကိုအောက်နာ3နာနဲ့တစ်ခွက်ပုံဆိုရဲဟာလीနော်အဲ့အတိုင်းပဲဥဒါလဲ1စမကြိုက်ဘူးဆိုရင်ဒီ3သိန်းတန်က2000ရော့မယ်နော်2သိန်း8000နဲ့ရမယ်ကွင်းဆိုရင်ပြပြ